ဒီနေ့မှာတော့အိမ်မှာရှိတဲ့ခွေးငါးကောင်ကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်။မလို့ခွေးလေးကောင်သူမပါဘူး။မိတ်ဆက်ပေးဖို့ပထမဆုံးအလဲကျလာတဲ့သူကတော့ခွေးတို့ရဲ့ဒုတိယဘုံမူကြီးတွင်ငယ်ဖြစ်ပါတယ်။အခင်းဒီမှာပတ်စံရှိလားမသိမရှိလားမသိပြောင်းမပြုတ်တယ်မြင်တယ်လမ်းပြီးအတင်းဝင်ခိုင်းတဲ့ကောင်ပါပါ။ခွေးတို့ရဲ့ပထမဘုံမူကတော့အခုခုံပေါ်မှာထိုင်နေတဲ့ဗန်နီရဲ့ဘေးကဒီစော်လေးပဲဖြစ်ပါတယ်။အိမ်မှာရှိတဲ့တက်ရှိတော်အကုန်လုံးတော့သူ့ကိုကြောက်ရပါတယ်ကျွန်တော်ပါဝင်ပေါ့ခုလိုရှူးနဲ့စမှုနဲ့ရှောက်နေတဲ့ကောင်တော့သူကြောက်ပြောစရာမရှိတာပါအိမ်မှာစိုးဆုံးကောင်သူရှိမှဆိုဘာမှမလုပ်ရဲတာပါလီယံငပိချက်ငမွေတို့ကောင်အမွေစိမ့်ပါပပန်းဒုတ်နော်ဒုတ်ဆိုတာကျွန်တော်အဲ့ရမထားခင်နေစာပြီခုလိုဖျားမဟုတ်ဘူးချင်းသေးလို့ထိုင်နေတဲ့ကောင်တော့အဲ့ဒါမဟုတ်ပါကူပါလက်ကောင်ကဖြဲတယ်ဗျကူကူတို့နိုင်လူယုံနဲ့လူချမ်းယုံနဲ့တော်တော်ဖြဲတယ်အဲ့လိုဖြဲတော့မယ်ဆိုရင်လည်းအရင်ဆုံးနောက်ကတော့လက်ကြည့်ရှာတယ်အဲလူပါလားပေါ့လူမပါဘူးဆိုတော့ဖြဲတော့ဖြဲတယ်ဆက်ဖြဲဖြဲဒီကောင်လေးကတော့အငယ်ဆုံးကောင်လေးမောင်ဖန်နေပါစားလဲပုတ်ပါတယ်ကိုရီကျန်တာအမေရီကျန်တာမှန်တယ်ဗျအကုန်တီးပါတယ်မောင်လူအေးလေးပါတကူဆိုလဲပြောစကားဆိုလဲနားထောင်တယ်အရန်လိမ့်ပါပါတယ်ဒီကောက်မှာပြစ်ချက်လေးတစ်ခုရှိတာဆိုလို့ဂွေးမဲတာပေါ့ဗျာ Oh my god bro အရန်မဲတယ်လို့ဒီကောင်ကအရန်မှောင်တယ်ဗျညဘက်ဆိုမနေကြည့်ပြီးလမ်းလျှောက်ရတယ်ဟောဆိုသူ့ခလုတ်တိုက်လို့လေသူ့သားရင်နဲ့မှောင်တယ်အဲ့ဒါပြောတာပါကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဗျာ